Yeah. အခုဆိုလို့ရှိရင်ကျွန်တော်တို့တွေကတကယ်ကို Empire Family တခုဖြစ်နေပါပြီဟိုတယ်ဆောင်9ခုစာအတွက်တင်တာ9ခုလည်းအောင်ပြီးသွားပြီအဲ့တော့ကျွန်တော်တို့ဒီထက်ပို့ပြီးတော့စူးစမ်းဖို့ပဲလိုတော့တယ် ကျွန်တော်တို့ family empire ကြီးကိုတကယ် family empire ကြီးဖြစ်အောင်လုပ်ဖို့ပဲလိုတော့ကိုတက်ဟန်ကောင်းတယ်ဟုတ်တယ် ကျမတို့မိသားစုတွေအတွက်ဝမ်းသာပျော်ရွှင်စရာကိစ္စတွေကြုံနေရတဲ့အချိန်မှာကျမကလည်းမင်္ဂလာသတင်းလေးတစ်ခုကြီးညာချင်ပါတယ်ရှင်အဲ့ဒါကတော့ကျမတို့မိသားစုရဲ့သမီးကြီးဖြစ်တဲ့ဟေမန်နဲ့မောင်မျိုးမင်းလက်တို့ရဲ့မင်္ဂလာသတင်းပါပဲရှင်မောင်မျိုးမင်းလက်ဆိုတာလေကျမတို့မိသားစုအတွက်တူလိုသားလိုအားကိုးယုံကြည်ရတဲ့အပြင်သမီးကြီးဟေမန်လည်းကျမတို့မိသားစုအတွက်အားကိုးယုံကြည်ရတဲ့သမီးလေးဆိုတော့သူတို့နှစ်ယောက်ကနေနဲ့လာရွှေနေမြပဲပေါ့ပြီးတော့သူတို့ချင်းကလည်းဟိုးငငယ်လေးတွေကတန်ရုံးစီရှိလာကြတာဆိုတော့သူတို့နှစ်ယောက်ကိုလက်ထပ်ပေးရမယ်ဆိုရင်ကျမကြီးကြီးနက်နက်ကြီးသဘောတူပါတယ်ရှင်အခုသဘောရောအဲ့တမ်းမလားသမီးကြီးဟင်မဲသဘောရောမောင်မျိုးမင်းလက်ကသမီးကြီးနဲ့အသင့်တော်ဆုံးပဲလေတခြားဘဲမှရှာနေစရာမလိုကို့အစင်တန်းနဲ့လိုက်ဖက်တဲ့သူကဘေးမှာရှိနေပြီးသားလေဟုတ်တယ်မလားဖေဖေခင်ဗျဘိုင်းရောက်လာလို့အရင်ပြန်နေတော့မယ်နော်ညသာတော့ကျေးဇူးတင်တယ်ဗျာဟုတ်သူကြီးကဘိုင်းအောင်နေဆိုတော့ကျွန်တော်တို့လည်းခွင့်ပြုပါဟုတ်ကဲ့နောက်တစ်ခါကျကျွန်တော်တို့ဘက်ကပြန်ပြီးတော့အခက်ပြရတယ်ရပါတယ်ခင်ဗျာတားလည်းပြောပြ